ဖြစ်စေချင်တာလေလို့ဆိုတဲ့အခါကျတော့အရင်တုန်းကရှိတဲ့ပြည်သူ့ကျန်းမာရေးနဲ့အခု modern concepts of public health နဲ့တော်တော်လေးခြားနာတယ် modern concept of public health ကဘာဖြစ်တာလဲလို့ဆိုတဲ့အခါကျတော့အခုခင်ဗျားတို့ခေတ်မှာဖြစ်နေတဲ့ things of internet တို့ cloud computing တို့ AI တို့အဲ့ဒါနဲ့သူကသားရသွားတာ ဆရာကြီးရှင်ဒီဆွေးနွေးပွဲမှာပါဝင်ဆွေးနွေးမယ့်အကြောင်းအရာလေးသိပြရသေးရှင် ဒီဆွေးနွေးပွဲတော့သူတို့မှာပြည်သူ့ကျန်းမာရေးပေါ့နော်သူတို့ဟိုကြော်ညာထဲမှာတော့သူတို့လူထုကျန်းမာရေးလို့ဘာသာပြန်ထားတယ်ကျွန်တော်တိုင်းပြည်မှာတော့ပြည်သူ့ကျန်းမာရေးပဲသုံးတယ်ဘာဖြစ်လို့လဲဆိုတော့ကျတော့ public health နဲ့တူတူတခြား health တွေရှိတယ် community health ကြတော့မှကျွန်တော်တို့ကလူထုကျန်းမာရေးလို့ခေါ်တယ်နောက်တစ်ခုက people's health ဆိုလို့ရှိရင်လူထုကျန်းမာရေးလို့ခေါ်တယ်ဆိုတော့အဲ့လိုကွဲပြားတွေကွဲပြားဆိုတမိသားစုတွေပေါ့ umbrella တစ်ခုတွေအောက်က sub specialty သဘောမျိုးတွေရှိနေတဲ့ခါကျတော့သူပြင်တို့ကျွန်တော်ပြောတာကတော့ generation Z တွေပေါ့အဲ့ generation Z တွေကိုသိစေချင်တယ်ပေါ့ကျွန်တော်တို့ကလည်းဒါကသိစေချင်နေတယ်ပြည်သူ့ကျန်းမာရေးသမိုင်းကဒီတိုင်းပြည်မှာရောကဘာမှာရောလက်ဝဲဆန်တဲ့တိုင်းပြည်တွေကနေစပြီးတော့တတိတီတဲ့ဘာသာရဒါပေမဲ့ WHO ခေါ်တဲ့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလုပ်တာနောက်ပိုင်းကျတဲ့ခါကျတော့ public health နဲ့ပတ်သက်တဲ့ concepts တွေအသစ်တွေထွက်တယ် modern concepts တွေထွက်တယ်ထွက်တာတွေကပြည်သူ့ကျန်းမာရေးတက္ကသိုလ်မှာလည်းကျွန်တော်စာသင်နေရတယ်ဆိုတဲ့ခါကျကျွန်တော်တို့ကဒါကိုအရင်ဖြစ်စေချင်တယ်ဖြစ်စေချင်တာလေလို့ဆိုတဲ့ခါကျတော့အရင်တုန်းကရှိတဲ့ပြည်သူ့ကျန်းမာရေးနဲ့အခု modern concepts of public health နဲ့တော်တော်လေးခြားနာတယ် modern concept of public health ကဘာဖြစ်တာလဲလို့ဆိုတဲ့အခါကျတော့အခုခင်ဗျားတို့ခေတ်မှာဖြစ်နေတဲ့ things of internet တို့နော် cloud computing တို့ AI တို့အဲ့ဒါနဲ့သူကသားရသွားတာဒါတစ်ချက်နောက်ဒုတိယချက်ကသူများတိုင်းပြည်တွေမှာ public health ဆိုလို့ရှိရင် health ဆိုတဲ့ဟောဟာတာပါတယ်လူတိုင်းတက်လို့ရတယ်ဆရာဝန်ဖြစ်တဲ့လူလည်းတက်လို့ရတယ်ဆရာဝန်မဟုတ်တဲ့လူလည်းတက်လို့ရတယ်ဒီတိုင်းပြည်မှာရတဲ့အခါကျတော့1982ခုနှစ်လောက်ကဆရာဝန်တွေပဲတက်လို့ရတယ်2018လောက်ကြတော့မှကျမ်းမာရေးလောကတွေကဆရာဝန်မဟုတ်တော့လည်းပဲကျမ်းမာရေးမှုတူနာပြုစေဝါကျွမ်းကျင်လက်ထောက်ကျမ်းမာရေးမှုဒီလိုပဲကျမ်းမာရေးနဲ့နှီးနွယ်တဲ့ဟိုနည်းကအသက်မွေးဝမ်းကြောင်းမှုပညာရက်တွေက candidate တွေဒီ public health တက်ခွင့်ရတယ်ဒီခွင့်ရအောင်ကျွန်တော်တို့မနေလို့ယူခဲ့ရတယ်အဲ့ဒါနဲ့ပတ်သက်လို့ဒီเจ้าကဘာထူးကြလဲလို့ဆို STI ကဘာထူးကြလဲလို့ဆိုတခုဒီသောတက္ကသိုလ်ဖြစ်တဲ့ဒီ STI ကကျွန်တော်တို့ခုသင်နေတယ်ဆိုတာက University of Public Health ဆိုတဲ့လမ်းမတော်မှာရှိတာကိုသင်နေတယ်ဆိုတာကျွန်တော်တို့က post grad ကိုသင်တာ master course ကိုသင်တာသူက bachelor သင်တာသူက bachelor သင်တာအပြင်ကို non med တွေဆိုတော့ကျွန်တော်ပြောတဲ့ဆရာဝန်မဟုတ်တဲ့ဆေးပညာနဲ့နှီးနွယ်တဲ့ဒီကကဘာမှာဆေးပညာနဲ့နှီးနွယ်တာတွေမဟုတ်ဘူးခင်ဗျ MBA ရတက်လို့ရတယ်ခင်ဗျ BSc B တက်လို့ရတယ်ပြည်သူ့ကျန်းမာရေးနဲ့ပတ်သက်တဲ့အသီးပွင့်တစ်ခုကိုသူတို့ပြောနေတဲ့ generation Z ပဲဖြစ်ဘာပဲဖြစ်ပေါ့ဗျာအဲ့ဒီကလက်ရှိလဲ generation Z တွေမဟုတ်ဘူးပေါ့နော်လက်ရှိဟိုပြည်သူ့ကျန်းမာရေးနဲ့ပတ်သက်တဲ့ဘွဲတွေပါလေရထားတဲ့လူတွေလေသူတို့ရဲ့မျိုးဆက်သစ်တွေကသူတို့ကိုယ်တိုင်ဒီပင်လည်းပြန်တက်ချင်တယ်ဆိုရင်ဒီလိုခွင့်လန်းနေရှိတယ်ဆိုတာနော်ကျွန်တော်ဒါလေးကိုသူတို့ရည်ရွယ်တယ်လို့ပဲကျွန်တော်ကလည်းဗမာပြည်သူပြည်သားတွေကျွန်တော်တို့လူငယ်တွေသိစေချင်တယ်အဲသူတို့လာခေါ်တာနဲ့ဒီကလည်းဖိုးပြောခြင်းနဲ့ကတော့အစင်းင်းဖြစ်သွားတယ်ပေါ့ဗျာဒါပါပဲ ဟုတ်အခုလိုအချိန်မီဖြည့်ပြီးတဲ့အတွက်ကျေးဇူးပါဆရာကြီးဟုတ်ကဲ့ပါ